Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော် Amazon လောက်မှာတော့ DJI Osmo Pocket 2ရဖြစ်ပါတယ်ကျွန်တော်ရန်လို့ကျင်တဲ့ DJI Osmo Pocket 2ပါပထမဦးဆုံးအနေနဲ့ပြောချင်တာကဒီနိုင်ငံမှာပစ္စည်းပြန်နေလို့ကျွန်တော်ဘန်ကောက်ကနေမှာလိုက်ပါတယ်ဘန်ကောက်ကနေပြီးတော့လုံမားတဲ့ကြားထဲကနေတွားဝယ်ပေးတဲ့အကိုကျေးဇူးများတင်ပါတယ်နောက်ပြီးတော့ဒီကိုလူတော်ကြီးလာပေးတဲ့အမလည်းကျေးဇူးများတင်ပါတယ်ဟုတ်ပါဘူးဖွင့်ကြည့်ပါမယ်ဒီကြိုင်ပတ်ဖြစ်ပါတယ်ဖွင့်မယ်ဒီလေးပါပဲဒီကမှာဘာကြီးပါလဲဆက်ကြည့်ပါမယ်ဒီဂျင်းစတန်လေးပဲဖြစ်ပါတယ်ဒီကတော့ handle power button လေးဖြစ်ပါတယ်ကောင်းပြီOsmo Pocket 2လေးနဲ့ထောက်ထားလို့ရပါတယ်SD card ထည့်ပြီးတော့DJI မိုင်းလေးပဲဖြစ်ပါတယ်ပြင်မှာ view ရတဲ့ခါမှာအတန် noise မဖြစ်အောင်ပေါ့နော် DJI မိုင်းဖြစ်ပါတယ်ဒီကောင်လေးလည်းအခုထပ်သုံးရပါတယ်ဒါလေးတော့ DJI ကျိုးရွယ်ဖြစ်ပါတယ်ခြားခြားကျိုးကောင်လေးတော့ white angle lens ဖြစ်ပါတယ်